ကဲအားလုံးပဲမင်္ဂလာပါကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့ကိုဒီမားတွေအားလုံးကိုရွေးထွေးစွာပြန်လိုက်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုမရဲ့အားလုံးပဲเนาะမနက်ဖြန်20ရက်4လ2026เนาะတလင်းလာနေအတွက်ကိုရှိုင်းဘက်ကနေအဓိကထားပြီးတော့လာရောက်တင်ပေးတဲ့မိန်ရောတကောကောင်းတွေမိန်ရောတင်ခွက်တွေမိန်ရောပတ်သီးတွေเนาะလာရောက်မြောက်လုပ်ပြီးတဲ့ဗီဒီယိုပိုင်းလေးဖြစ်တဲ့အတွက်ကြောင့်ကိုဒီမားတွေအားလုံးပဲတေချာလေးနားထောင်ပေးပါတေချာလေးကြည့်ပေးပါနော်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေးတဲ့လူသိကမှပါရင် channel ကို subscribe နေပေးထားခဲ့ပါ subscribe နေပြီးသားလူဟောင်းကိုမရလည်းကျွန်တော်2-3နဲ့ပတ်သက်တဲ့နေရာလေးမှာ share ပေးပါမျှဝေပေးပါနော်ရှင်းတစ်ပတ်ကနှစ်ရက်ကတော့ကျွန်တော်ဘက်ကနေမတင်ပြဘူးကျွန်တော်ကိုမရအားလုံးပဲနော်ဒိုင်နေရလဲပိတ်တဲ့ဒိုင်နေရလဲပိတ်တယ်ဖွင့်တဲ့ဒိုင်နေရလဲဖွင့်တဲ့အတွက်ကြောင့်ကျွန်တော်ဘက်ကလုံးဝမတင်ဖြစ်ပါဘူးကိုဒီမတွေအားလုံးပဲနော်ဟိုအရင်တစ်ပတ်ကကျွန်တော်ရှိမှဖုန်းထားတဲ့ကိုမရအားလုံးကိုကျွန်တော်ဘက်ကနေအစားပြန်ပေးမှာပါဇာတုပတ်တိနဲ့မွေးကတဲ့ကိုကျွန်တော်နှားကြရင်ပို့ပေးမှာပါကျွန်တော်ကိုမရအားလုံးပဲနော်မုံရသေးရဲ့ကိုမရအားလုံးပဲလာဝင်ထားပေးပါနော်ကဲဒါဆိုကျွန်တော်ကိုမရအားလုံးပဲမနက်ဖြန်မှာကိုရှိုင်းရင်မင်းကြိုက်ဆုံးဝမ်းချင်းရဘာလဲဆိုရင်9ပိုင်း3ညပိုင်းပါနော်9ပိုင်း3ညပိုင်း9ပိုင်း3ပိုင်းပါ sorry ကျွန်တော်ကိုမရအားလုံးပဲ sorry ပါ9ပိုင်း3ပိုင်းပါနော်9ပိုင်း3ပိုင်းပါ9ပါတော့ကနေ3ပါတော့ကနေကိုဦးစားပေးပြီးလိုက်ဆော့ပေးပါလိုက်ကစားပေးပါနော်ကဲ9နဲ့ပတ်သက်ကျွန်တော်အကြိုက်ဆုံးမင်းရော၄ခွက်နော်3နဲ့ပတ်သက်ကိုရှင်းလို့အကြိုက်ဆုံးမင်းရော၄ခွက်တွေလာမယ်တေချာလေးနားထောင်ပေးပါတေချာလေးကြည့်ပေးပါเนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးက4မိနစ်5မိနစ်ပဲကြာမှတ်လို့ကျွန်တော်ကိုမှန်အားလုံးပဲเนาะအစာအဆုံးလေးနားထောင်ပေးပါအစာအဆုံးလေးကြည့်ရှုပေးပါเนาะကဲ9နဲ့ပတ်သက်ကိုရှင်းရင်မင်းကြိုက်ဆုံးမင်းရော၄ခွက်ကဘာလဲဆိုရင်93 98 96 59เนาะ9နဲ့ပတ်သက်ကိုရှင်းကြိုက်ဆုံးမင်းရော၄ခွက်ကဘာလဲဆိုရင်ကျွန်တော်ကိုမှန်အားလုံးပဲ93ရေ98ရေ96ရေ59ရေเนาะ9နဲ့ပတ်သက်ရင်ကိုရှမ်းကြိုက်ဆုံးမင်းရော၄ခွက်ပါ93 98 56 59เนาะ9နဲ့ပတ်သက်ရင်ကိုရှမ်းကြိုက်ဆုံးမင်းရော၄ခွက်ပါကဲ3နဲ့ပတ်သက်တဲ့မင်းရော၄ခွက်လာမယ်เนาะပြီးရင်အကြိုက်ဆုံးတကုံးပါတယ်ကိုဒီမတွေအားလုံးပဲတေချာလေးနားထောင်မယ်เนาะတေချာလေးနားထောင်မယ်ကျွန်တော်ကိုယ်အားလုံးပဲเนาะကျွန်တော်တို့ဒီ3ရက်စာအတွက်เนาะဇာတို့ပတ်တီနဲ့မွေးကနဲ့2ခွက်ယူမဲ့ကိုမအားလုံးပဲ live လို့ရပြီကျွန်တော်ရှိမှရှေ့တစ်ဘက်ကဝင်ထားတဲ့ကိုမရတော့ကျွန်တော်ဘက်ကနေအစားပြန်ပြီးမှာပါကျွန်တော်ကိုမရလုံးပဲကျွန်တော်ရှေ့တစ်ဘက်2ရက်ကမပုတ်ဖြစ်လိုက်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကိုမရလုံးပဲပေးရည်ရှိလို့ကျွန်တော်ဘက်ကလည်းเนาะဖွင့်ရတိုင်တရားဖွင့်တယ်မဖွင့်ရတိုင်တရားမဖွင့်ဘူးအဲ့လားကြောင့်เนาะ2ရက်တဲ့ကျွန်တော်ကိုမရလုံးပဲကစားတာမကောင်းလို့အဲ့လားကြောင့်မတင်ပေးတာကိုဒီမတွေအားလုံးပဲเนาะကဲဒါဆိုကျွန်တော်ကိုမရလုံးပဲ3နဲ့ပတ်သက်တဲ့မင်းရော4ခွက်เนาะ3နဲ့ပတ်သက်ရင်3 4ရယ်3ခွန်ရယ်เนาะ3 4 3ခွန်3 8 3 1ပါเนาะ3နဲ့ပတ်သက်ရင်ကိုရှမ်းကြိုက်ဆုံးမင်းရော၄ခွက်အကြိုက်တူမှုရှိရဲ့ကိုမရအားလုံးပဲတင်ကစားပေးပါတင်လိုက်ဆော်ပေးပါเนาะ3နဲ့ပတ်သက်ရင်3 4 3ခွန်3 8 3 1เนาะ3နဲ့ပတ်သက်ရင်ကိုရှမ်းကြိုက်ဆုံးမင်းရော၄ခွက်ပါเนาะဒါဆိုကိုရှမ်းတို့အကြိုက်ဆုံးမင်းရောတကောကောင်းမှကျန်တော့တယ်မင်းရောတကောကောင်းနဲ့မင်းရောကီတုတ်ခေပဲကျန်တော့တယ်เนาะကိုရှမ်းတကယ်ယုံကြည်တဲ့တကယ်အားကိုးတဲ့ကိုရီမတွေအားလုံးပဲမနှက်ညကစားပေးပါမနက်ပိုင်းထွက်ခိုင်းကိုရှမ်းဘက်ကညနေစီကိုလာရောက်ပြီးတော့လိုင်းလင်ပေးမယ်เนาะဒီကောင်းမှာပဲလိုင်းလင်ပေးမှာเนาะမနက်မကြရင်ညနေကိုတင်ထိုးမယ်ကျွန်တော်ကိုမရအားလုံးပဲเนาะမနက်ပိုင်းထွက်သွားရင်တော့ညနေစီကိုရှမ်းဘက်ကလာရောက်တင်ပေးမယ်เนาะကဲကိုရှမ်းလို့အကြိုက်ဆုံးတကောင်းမခုတ်ခင်မှာเนาะဒီ3ရက်စာအတွက်เนาะ3ရက်စာဆိုပေမဲ့လည်း2ရက်တွင်းကြောက်အောင်လုပ်ပေးထားတယ်เนาะဇာတို့ပတ်သီးနဲ့မွေးကန2ခွက်เนาะပတ်သီးလို့ပတ်ပနနိုင်ပတ်နိုင်ပါတယ်မွေးကနကိုစော့နိုင်ပါရဲ့ဆိုရင်ကိုမရအားလုံးပဲသေချာလေးနားထောင်ပြီเนาะကျွန်တော်ဘက်ကနေကျွန်တော်အာမခံပတ်သီးတစ်လုံးရမယ်မွေးကန2ခွက်ရမယ်เนาะကန်ဆက်ကြီးက1000ကိုဒီမတွေအားလုံးပဲเนาะ3ရက်စာဆိုပေမဲ့လေကျွန်တော်2ရက်တွင်းကြောက်အောင်လုပ်ပြီးထားတယ်တော်တော်လေးအားကောင်းပါတယ်ကိုဒီမတွေအားလုံးပဲဒါပေမဲ့เนาะထုံးလက်တွေများတဲ့အတွက်ကြောင့်ရှေ့ဘောကစားမယ်ကိုဒီမတွေအားလုံးပဲเนาะကဲဒါဆိုကျွန်တော်မိတ်ဆွေကိုမအားလုံးပဲเนาะကဲမိုင်းလို့လဲလိုချင်တယ်ကိုကြီးလို့လဲလိုချင်ပါတယ်ဆိုတဲ့ကိုဒီမတွေအားလုံးပဲဆက်သွယ်ရမယ်နံပါတ်ကတော့ကိုခွန်3လုံး3 3ည3ည98ပါเนาะနောက်တစ်ခေါက်ခေါ်ပေးမယ်ကိုဒီမတွေအားလုံးပဲတေချာလေးမှတ်မယ်တေချာလေးနားထောင်မယ်เนาะဆက်သွယ်ရမယ့်နံပါတ်ကတော့ကိုခွန်3လုံးเนาะ3 3ည3ည98ပါเนาะကျွန်တော်အဲ့ဒီဘက်မှာ Viber သုံးပါတယ်ဒါကြောင့်မသုံးတဲ့ကိုမရအားလုံးကကျွန်တော်ကိုဖုန်းခေါ်လို့ရတယ်ကျွန်တော်ဖုန်းမစိတ်ကပို့ပေးတယ်เนาะကဲကျွန်တော်တကယ်ယုံကြည်တဲ့တကယ်အားကိုးတဲ့ကိုမရအားလုံးပဲဆက်သွယ်လို့ရပြီเนาะကျွန်တော်ဘက်ကနေ share ကောင်းဆုံးဖြစ်အောင်ထပ်မံပြီးတော့စူးစမ်းပေးထားတယ်เนาะကတ်ဆက်ကြီး1000မှာကိုဒီမတွေအားလုံးပဲเนาะရှင်းတစ်ဘက်ကကျွန်တော်ရှိမှဝင်လာတဲ့ကိုမရတော့ကျွန်တော်ဘက်ကနေပြန်ပို့ပေးမှာပါကျွန်တော်ကိုမရအားလုံးပဲเนาะကျွန်တော်ညဘက်
ရှင်းနိုင်9နိုင်လောက်ရအောင်ပို့ပြီးမယ်ကိုဒီမရအားလုံးပဲမြောက်တဲ့ကိုမရအားလုံးပဲကျွန်တော်ပြန်မြောက်ပြပါကိုဒီမတွေအားလုံးပဲနော်ကဲဒါဆိုကျွန်တော်မိတ်ဆွေကိုမရအားလုံးပဲ3နဲ့ပတ်သက်ရင်3 4 3ခွန်3 8 3 1 5နဲ့ပတ်သက်ရင်5 3ရယ်5 8ရယ်5 6ရယ်5ခွန်ရယ်နော်ကျွန်တော်တို့အကြိုက်ဆုံးတစ်ခေါက်ကောင်းပါ5နဲ့ပတ်သက်ရင်54တစ်ခေါက်ကောင်းနော်5နဲ့ပတ်သက်ရင်54ရတစ်ခေါက်ကောင်း3နဲ့ပတ်သက်ရင်36ကတစ်ခေါက်ကောင်းနော်ငါနဲ့ပတ်သက်ရင်54တစ်ခေါက်ကောင်း3နဲ့ပတ်သက်ရင်36ကတစ်ခေါက်ကောင်းနောက်ကိုရှိုင်းကြိုက်ဆုံးမင်းရောကွက်တွေကြီးပဲနော်ကျွန်တော်အကြိုက်ဆုံးကီတွက်အခွေက6134ကီတွက်အခွေနော်6134ကီတွက်အခွေပါ6134ကီတွက်အခွေပါကိုဒီမတွေအားလုံးပဲခွေဆော့ပေးပါနော်ကျွန်တော်မိတ်ဆွေကိုမအားလုံးပဲတစ်ခေါက်ကောင်းက9နဲ့ပတ်သက်ရင်54တစ်ခေါက်ကောင်း3နဲ့ပတ်သက်ရင်36ကတစ်ခေါက်ကောင်းအကြိုက်တူမှုရှိရဲ့ကိုမအားလုံးပဲယူကစားမယ်ယူဆော့မယ်နော်ကျွန်တော်ဘက်ကတော့ကျွန်တော်ကိုမိုင်အားလုံးကို share ကောင်းဆုံးဖြစ်အောင်တော့ထပ်မံပြီးတော့စူးစမ်းပေးထားတယ်နော်ကဲကျွန်တော်မိတ်ဆွေကိုမိုင်အားလုံးပဲနော်ကျွန်တော်ရှိမှရှစ်တစ်ဘက်ကဝင်ထားတဲ့ကိုမိုင်ရတော့ကျွန်တော်ဘက်ကနေပြန်ဖို့ပြီးမှာဒါပေမဲ့အခုမှမြေလို့တွေးလို့ဝင်ကျင်တဲ့ကိုမိုင်အားလုံးပဲကျွန်တော်ရှေ့မှာပဲကျွန်တော်ဆက်သွယ်ရမယ့်နံပါတ်ကိုကျွန်တော်ပြောပေးထားတယ်တေချာလေးပြန်နှထောင်ကြည့်နော်ကျွန်တော်3ရက်တင်းကြားမယ်ဇာတို့ပတ်သီးနဲ့မွေးကနန်း2ခွက်ရမယ်နော်3ရက်ဆိုပေမဲ့လည်း2ရက်တွင်းကြောက်အောင်လုပ်ပေးထားတယ်ကျွန်တော်မိတ်ဆွေကိုမိုင်အားလုံးပဲနော်ကဲဒါဆိုကျွန်တော်မိတ်ဆွေကိုမရအောင်မယ်နော်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလူရင်ဆန္ဒတွေလည်းတုံးတော့ပြည့်ဝနိုင်ကြပါစေလို့ကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့မိတ်ဆွေကိုမရအောင်လို့စွန့်မကောင်းတောင်းပေးပါတယ်ကဲကျွန်တော်မိတ်ဆွေကိုမရအောင်မယ်နောက်ပိုင်းပါ